မင်္ဂလာပါကလေးတို့ရေဒီနေ့ကမိတို့တော်ကလေတန်ပုတ်ဒီခါတာတော့တင်ပေးမယ်နော်တန်ပုတ်ဒီမှာကြည့်လိုက်ဒီမှာအများကြီးရှိတယ်အရှိရယ်မြောက်ရယ်အောင်တန်ပုတ်ဒီအနောက်ကျွန်းတန်ပုတ်ဒီတောင်ကျွန်းတန်ပုတ်ဒီဆိုပြီးမှရှိတယ်အဲ့ဒီထဲမှာတော်တင်ပေးမှာကတောင်ကျွန်းတန်ပုတ်ဒီတောင်ကျွန်းတန်ပုတ်ဒီမဆိုခင်မှာနမောတတပကဝါတောအရဟတောတမတန်ပုတ်တတာအဲ့ဒါကို၃ခေါက်ဆိုရမယ်နမောတတပကဝါတောအရဟတောတမတံဗုဒ္ဓတာနမောတတပကဝါတောအရဟတောတမတံဗုဒ္ဓတာအဲ့ဆိုရင်စပြီးမှဆိုကြမယ်တံဗုဒ္ဓေအထဝေတင်းစာဒွါရတင်းစာတဟတကေပြင်စာတတတဟတာနိနမာမိတိရတံမဟံအပက္ကာဝါလုကာဂင်္ဂအာနန္ဒာနေပုသာဇိနာတိတံဓမင်္စတံခင်္စအတရေနနမမဟံနမကာရာနုဘဝေနဟိထရာတပေဥပဒဝေအနိကာအန္တယာယာပိဝိနန္တံတုအာတိတတောဒီတန်ဗုဒ္ဓေခါရာကိုများများလေးဆိုပြီးရင်နော်အန္တရာယ်ကင်းနေတဲ့ကိုဖြစ်လာမယ့်အန္တရာယ်ကြိုပြီးမှကာကွယ်ပေးတယ်ဒီဟာလေးသိရင်နဲ့တော်ကမိတို့ပုံပြင်လေးတစ်ပုံပြောပြမယ်ဟိုးရှိတော့ဟိုးရှိတော့ဆိုတာဆက်ပေါ့နော်တစ်ခါပေါ့အကောင်လေး2ယောက်ကတဲ့ကစားနေကြတယ်တဲ့သူတို့ကမိမိတို့စော့တယ်လို့မျိုးလေသူကစော့ကြတယ်တဲ့စော့ပြီးတော့နောက်ကျတော့သူကကိုလီလုံးလေးနဲ့တွင်းထဲဝင်အောင်လို့ပြစ်ပြီးသွားရင်အဲ့လိုမျိုးစော့ကြတယ်ပေါ့နော်စော့ကြတဲ့ခါကျတော့တဲ့ကောင်လေး2ယောက်ကတယောက်ကဗုဒ္ဓဘာသာမဟုတ်ပေါ့နော်တယောက်ကတော့ဗုဒ္ဓဘာသာတဲ့အကောင်လေးကလေသူကအဲ့မျိုးပြစ်ခါနေဆိုရင်သူကဘယ်လိုလုပ်လဲဆိုတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိသူကအဲ့လိုမျိုးဆိုပြီးမှသူကပြစ်တယ်သူကပြစ်တဲ့ခါကျတော့သူကလေအမြဲတမ်းသူကနိုင်နေတယ်အမြဲတမ်းနိုင်တဲ့ခါကျတော့ဟိုတယောက်ကမသိဘူးလေနော်သူကဘာလဲဆိုနေမှမသိဘူးသူကအပြင်သူပြစ်တဲ့ခါတိုင်းသူနိုင်နေပေါ့အဲ့ဒါတော့သူကသိချင်တော့သူကမေးကြည့်တယ်တဲ့နင်ဘာလဲဆိုနေရတော့လူမျိုးမေးတဲ့ခါကျတော့ငါကတဲ့တရဏဂုံတီးပြီးမှဒီဟာကိုပြစ်တာတဲ့အဲ့ဒါကြောင့်ငါအမြဲတမ်းနိုင်တာတဲ့ဟုတ်လားအဲ့ဆိုရင်လည်းနင်ဆိုပြတယ်အဲ့နဲ့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိသူကအဲ့ဒါကိုသူဆိုပြီးမှပြစ်တာတဲ့အဲ့ဒါကြောင့်သူအမြဲတမ်းနိုင်တာတဲ့အဲ့လိုဆိုရင်လည်းငါရောအဲ့ဒါလည်းလိုက်ဆိုပြီးမှပြစ်လို့ရလားတဲ့အတရားမေးတယ်တဲ့ရတာပေါ့တဲ့အဲ့လိုဆိုသူတင်ပေးမယ်ဆိုပြီးမှသူတင်ပေးတယ်တဲ့အဲ့နဲ့တခြားကောင်လေးကလည်းသူကတခြားကလေးတွေနဲ့စောတဲ့ခါကျရင်အဲ့လိုမျိုးသူကဆိုပြီးမှသူပြစ်တဲ့ခါကျတော့သူနိုင်နေတဲ့အဲ့ဒါလေးကမိမိတို့လည်းအန်ဒီရဲ့လက်ကင်းနေနော်ပြီးတော့ကိုလူချင်တဲ့အရာလည်းကိုကရတယ်အဲ့တော့မိမိတို့ကအမြဲတမ်းဒီတရဏဂုံတီစောက်တီတော့ဒီဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိအသုံးခုကိုမိမိတို့အမြဲတမ်းစုနေစိတ်ထဲကနေဖြစ်ပါဇက်ကနေဖြစ်စုနေမိမိတို့အတွက်အန်ဒီရဲ့လည်းကင်းနေပြီးတော့လိုချင်တာလည်းရမယ်နော်